အားလုံးပဲမင်္ဂလာပါရှင်။ဖြူအော်ဒီယိုဘုတ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာဆီယာမာကြီးဂျာနယ်ကျော်မမလေးရေးသားထားတဲ့မြက်ကလေးတပင်ဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဖြူနဲ့တူတူအဆုံးထိလိုက်ပါခန်းစားနားဆင်ပေးကြပါအောင်ရှင်။မြက်ကလေးတပင်စစ်ဘိုကတော့ခင်မမသည်ကတုံးမာလေးကိုနှာခေါင်းရှုံ၍ကြည့်၏။ငွေ90များနေသလားဟုစိတ်ထဲကတွက်ကြည့်လျက်နှမျောတလူလိုတွန့်တိုနေလေသည်။နှမျောမီဆိုရင်လည်းနှမျောခြင်းစရာ10တန်5ချက်ကဘူကာဝိုင်း၌တနေကုန်တနေကန်ခါကြည့်အောင်ထိုင်ရိုက်ထားရသောငွေစားဖြစ်သည်ဖဲဝိုင်း၌တနေကင်းလုံးရှုံးနေသည်ပါလာသောငွေ100ကုန်၍အတွင်းဝင်ကတော့တအုပ်ထံကနေ30လှည့်ပြီးဆက်ရိုက်နေစဉ်မင်းကတော့များရှိတွင်အိမ်တွေမပြတ်ဟန်ဆောင်ပြီးရိုက်နေရသည်လက်ကင်အိတ်ထဲရရန်ထိယူခဲ့ရပါမလားလို့နောင်တရလို့မဆုံးဘယ်သူမှမသိရတာသူ့ကိုယ်သူလည်းစဲမိသေးသည်ဒေါသကြောင့်လက်ထိတ်ကချဖဲကိုမမြင်ပဲရှမ်းနေသည်ရင်ထဲကလည်းတက်လက်လက်ဖြစ်ကမှုန်းနေသည်အသက်ရှူရပင်ကြက်လာ၏ကံကောင်းထောက်မှ၍တပြေးပြေးငွေ100အရင်ပေါ်ကငွေ30အကျွေးကိုဆက်လိုက်နိုင်ုံသာမကငွေ90အမျက်ထွက်လျက်အနိုင်နှင့်ပြီးလိုက်ရ၏ခင်မမသည်ဖဲဝိုင်းအပြီးမြေကြီးနှင့်ချေမထီအောင်ဝဲပြန်သွားရလောက်မတတ်ပေါ့ပါသွားလေသည်ရွှေမြူးနေ၍အတန်မှာငကိုအတန်မဟုတ်တော့ပဲဦးထဲကအတန်ထွက်လာသည်ခင်တော့အိမ်ရောက်ရင်အိမ်ရတဲ့ခွေးနေရတော့မယ်အောင်းနေတယ်တော်ပါသေးရဲ့ပွင့်လင်းစွာအားရပါရကြီးရီမောချလိုက်လေသည်ခင်တော့ပွားတာပဲကိုတော့မိရချမ်းထနေပြီမင်းကတော့စိုးကတော့တတိကတော့တို့ရဲ့ရည်တံများမှာစီစီကားကားထွက်ပေါ်နေစဉ်မိကိုရေနဲ့ဖြန်းတကယ်သို့ရုတ်တရက်တိတ်ဆိတ်သွားကြသည်ဖဲဝိုင်းလုံနေသောထမင်းစားခန်းထဲသို့ခဝဝမိမကြီးတယောက်ဝင်လာသည်တနခါပဲစားနှင့်အသားမင်းမင်းဝဝတတုံဗိုက်ကြီးကရှေ့သို့တထောင်လောက်ချွတ်ထွက်နေသည်သုံးပေလောက်မြင့်သောကရုံးပြောင်ကလေးမကလေးပိမ့်ပိမ့်သေးသေးသည်မိမဝဝကြီးပေါင်းတစ်ဖက်ကထမင်းစားကိုဆွဲကင်လျက်ကပ်ပါလာလေသည်မိကတော်များမှာမိမကြီးပေါင်းလုံးကွဲနေ၍ကတ်တွင်ပါလာသောကလေးမကလေးကိုကိုကလေးတစ်ချမ်းသာမြင်ကြရသည်အသားညွညွမျက်လုံးပြပြအယုပဒေတာကိုကလေးပေါ်တွင်ပိတ်ရှင်ပြီးရေမလျှော်ရသေးသောအသစ်ဆက်ဆက်သည်ကိုပေါ်၌အစမတန်ချောင်းလေးကရှင်မီကျိုးမှာလက်မောင်ရိုးပေါ်သို့ကျနေလေသည်ခါကထမိန်သည်ထမိန်စင်းနှင့်မတူအသားရည်နေသောအဝတ်ပိုင်းအဟောင်းစတစ်ခုကိုခွင်းချုံဝတ်ပေးထားကအစင်လည်းမရှိအယောင်လည်းမရှိမဲညင်နေသဖြင့်အထက်ကရှင်မီနဲ့တော့အယောင်ကွဲချသည်တကိုယ်လုံးတွင်မျက်လုံးသားလည်းပေါ်လေ၏ဘာနီနှုတ်ခမ်းနေဆိုလျက်စပင်များခွာထုတ်လန်ကောက်ထားသောမင်းကတော်တွေကိုခရိုင်ရိုင်းဆိုင်၍ကြည့်နေ၏ဒီကလေးမလေးလားဟုခင်မမဘေးတွင်ရက်နေသောအရေးပိုင်ကတော်ကမျက်မှောင်ကျုံ၍မေးလိုက်လျင်မိမခဝဝကြီးသည်ရှားရောင်ပေါက်နေသောသွားများကိုဖော်ကမျက်နှာချိုအရင်သွေးပြီးမှအတန်သေးသေးနှင့်ပြောသည်မမတို့ကိုပြောထားတဲ့ကလေးမလေးကတအိမ်ကဥသွားလို့မရလိုက်ဘူးဒီကလေးမကတော့လက်ကာနဲ့မဟုတ်ပါဘူးအပန်ရောက်မှမို့မမလူချင်းယူရအောင်ဆွဲလာတာပါလူချင်းမဘူးတော့ဟုအရေးပိုင်ကတော့ကခေါင်းခါလျက်မဲ့ပြောလိုက်သည်ကရုံးမလေးသည်သူ့ကိုဝိုင်းကြည့်နေသောမျက်လုံးများကိုမခံရနိုင်၍ခမိန်စကိုမြင်းမြန်စွာဆုပ်လျက်တင်မကြီးနောက်တွင်မျက်နှာကပ်ခါကွယ်ဝှက်ထားလေသည်ဒီလက်မလောက်ကလေးဘာလို့ရမှာလဲဟုအတွင်းဝင်ကတော့ကဆိုလိုက်ရကြီးလာအောင်အနုရာခံပြီးမွေးထားရအောင်မဲ့တာဝန်ကမသေးဘူးဟုတစ်ဆက်တတိကတော်လေးကထောက်ခံလိုက်သည်သူတို့အထဲတွင်စပင်ဖြူးနေသောလွတ်တော်ကတော်ရှိနေကြည်သည်တယောက်တခွန်းထင်မြင်ချက်များပေးနေသည့်အထဲ၌ဝင်းမပါပဲငြိမ်နေသည်အတန်ကြာမှရှင်းအောင်မျှော်မြင်တွေးတောစဉ်းစားနေသောအမူအရာများကိုရုပ်သိမ်း၍ secret လိတ်ကိုဖာရှိုက်ပြီးနောက်ကလတ်ထိုင်နောက်မီနှင့်ကြောကိုပြန်ကတ်လိုက်ခါခက်လေးလေးပြောပြသည်ဒီလိုအပိုင်ရမျိုးကရှားတယ်လာကနဲ့ခိုင်းရတာကမပိုင်ဝက်မွေးတွေဒါမျိုးကမှတက်တက်လုံးခိုင်းဖို့ပိုင်တာငယ်လေခဏပေါ်ဟဲ့ဆောင်းရလားတနေ့နဲ့ရှင်းနေ9နှစ်လောက်ရောက်ရင်တော့ပကံစီတနခါသေးအဝတ်ဖို့ကြမ်းတိုက်ရတာပေါ့ဟဲ့အဲ့ဒီမှာကကလေးမီမရှိလို့ရှိရင်သူ့ကိုအဖော်ရအောင်ဝယ်ထားလိုက်ပြီခင်မမသည်ဖြက်ကနေအင်္ဂမိုက်ကယ်နဲ့လီလီကိုသတိရလိုက်သည်မိုက်ကယ်မှာ9နှစ်သားဖြစ်သည်လီလီမှာ10နှစ်သမီးဖြစ်သည်ကလေးတွေမှာအင်္ဂထမင်းချက်အမေကြီးကိုမခင်ကြပေ14 5နှစ်ခက်ရွရဲ့ကလေးများကိုလကနဲ့ငှားထားရပေါင်းများလာပြီကလေးတွေကစိုးလုံးသောကြောင့်ဓာတ်မခံနိုင်ကြပဲတစ်လနှစ်လနဲ့ထွက်သွားကြသည်ဒီဟာမှလေဆိုရင်အပိုင်နဲ့ရဒုံးပေကတက်ခိုင်းကျင်တိုင်းလဲခိုင်းသွားနိုင်သည်ဘလောက်လဲခင်မမသည်စ
းထဲ၌ဘေးကိုဝဲသည့်အခါရင်အုံနှင့်ပေါင်တန်းတွင်အသားများမများတို့ဖိကြည့်သလိုတင်မနောက်ကကိုတချမ်းထွက်ပြူလာသောကရုံးမာလေး၏လက်မောင်းနှင့်ပေါင်တန်းတို့ကိုမျက်စိကစားရင်မြင်ကြည့်လိုက်သည်90ချက်ပါရှင်မိမကြီးသည်အားတက်ကရောင်းမိပစ္စည်းကိုဝယ်သူအားထုတ်ပြရအောင်လက်ကိုနောက်ပြန်ဖြစ်ပြီးတင်မနောက်မှပုနေသောကရုံးမာလေးရဲ့ကိုယ်ကိုဆွဲကရှေ့သို့ဆွဲထုတ်လိုက်ပေသည်ကရုံးမာလေးသည်ယုံရင်လျင်ပါလာကချွန်ထွက်နေသောဘိုက်ကြီးကိုကပ်ဖဲ့ရင်ဖဲ့ဖြင့်အတင်းကပ်မိနေပြီးမိသူကိုမှမကြည့်ပဲမျက်နှာပုံမူထားသည်မိမကြီးဘိုက်ကိုတွေ့ကပ်နေသောရုပ်ပြစင်ပြပစ္စည်းကိုဝိုင်းထိကြရင်အားလုံးလိုလိုပင်စင်ပြကြသည်ငွေ90နှင့်တန်မတန်တုနေသောခေမမပင်နှာခေါင်းရှုပ်၍နေလေသည်ဖအေးလည်းမရှိပါဘူးဆွေမျိုးလည်းမရှိပါဘူးမို့တော်ကပါဝေးကစားကတနာလိုယူပြီးမွေးထားတဲ့အဖိုးကြီးလည်းတည်သွားပြီအမေကြီးမမလို့မမွေးနိုင်တာကြောင့်အိမ်ကောင်းရာကောင်းပို့ခိုင်းတာပါလူအယောင်းဝယ်ကိုကျင်လေပန်းနဲ့စာကုန်ကူးနေသောမိမကြီးသည်ခေါ်ထားသည့်ဈေးနှင့်တက်အောင်ရောင်းပန်းမလာသောပစ္စည်းကိုတွန်းရောင်းနေ၏ခင်မမသည်အိတ်ထဲကငွေနဲ့သာဆိုလျင်ဒီလိုပိပိ6 3ပေလောက်ကလေးမလေးကိုဝယ်ပစ်ခြင်းမှဝယ်ပစ်မည်သို့တော့အရှုံးတွေကအမျက်ပြန်ထွက်ထားသောငွေ90နှင့်ဖလှယ်နိုင်တော့လေအလကားရသောငွေ90မှာငွေ90ပင်ဖြစ်ပေ၍လဲယူရန်အောင်တသက်ဖြစ်နေ၏မလျှော့ဘူးလားရှင်30လောက်နဲ့မရဘူးလားခင်မမသည်မိမကြီးကိုပြောပြီးအင်ရှင်အရေးပိုင်ကြောကိုဈေးစစ်ရန်မျက်လုံးဖြင့်စစ်ကိုတောင်းလိုက်သည်အရေးပိုင်ကြောကလူရောင်းလာသောမိမကြီးထက်အရေးချင်းတပန်းတာပြီးသားဖြစ်၍တွယ်ဝိုက်သောနည်းဖြင့်ဖိနှိပ်နှင်းစစ်ပေးလိုက်သည်ခင်နဲ့ဘာလို့များလိုချင်ရတာလဲလက်မလောက်လေးဟာကိုမခိုင်းရမစည်းရဒုက္ခခံလို့မွေးရမှာကိုသာဆိုရင်လေအလကားမွေးပါဆိုရင်တော့မယူဘူးညီးကလည်း30ပေးရင်ဈေးကင်မနေနဲ့တော်တော့ကြလားညီးဟာမလေးကိုဘယ်သူကမှယူမှာမဟုတ်ဘူးသိရလား30လောက်ရလေပေးခဲ့မယ်ဟုမှန်းခဲ့သောမိမကြီးသည်လုံချာကြောက်ရွံ့သေးလာသောဟန်ပေးလျက်မျက်နှာထားကြီးနှင့်ပြောလိုက်သောအရေးပိုင်ကြောကိုရှ िख ိုးဦးတင်ပြန်ပြောလိုက်သည်ဈေးမကင်ဝင်ပါဘူးမမရဲ့ပေးတဲ့အတိုင်းတိုးမပြောပါဘူးကျမကကြားတဲ့ကပါဟိုအမေတစ်ဖက်သားလဲစီးဖို့ပါဘူးလေရတက်ဆောင်ရွက်ပေးခြင်းလို့ဆွဲလာတာပါမမကဒီလောက်နဲ့တော့ဆိုမှတိုးမပြောရဲပါဘူးကရုံးမလေးသည်မဲ့နေရမှစပွဲကုံပေါ်သို့ဘယ်ကပေါ်လာမှန်းမသိခုန်တက်လာတဲ့ကြောင်နှက်ကလေးကိုငေးဆိုင်ကြည့်နေကဘာတွေကိုပြောဆိုနေကြမှန်းမသိတော့ပြီကြောင်နှက်ကလေးသည်စပွဲပေါ်တွင်ခွေလျက်လေပင်ရ၍လက်ကလေးတစ်ဖက်နှင့်ကုပ်နေသည်ကိုစိုက်ကြည့်နေလေသည်အရေးပိုင်ကြောသည်ကြောင်နှက်ကလေးကိုပွေ့ယူချလိုက်ခါရင်ခွင်တွင်ထွေးပိုက်ထားလိုက်သည်ကြောင်နှက်ကလေးအရေးပိုင်ကြောရင်ခွင်ထဲရောက်သွားမှမျက်စိဖွဲကခင်မမအားတလဲမိမဝဝကြီးလှမ်းယူလိုက်တော့ငွေဆက်ကူအားတလဲကြည့်နေပြန်သည်ခင်ပြန်တော့မယ်ကလပ်ကိုကားလို့ရအောင်ပါအားလုံးပဲပြန်မယ်နော်ခင်မမသည်အခန်းထဲမှရှေ့ကနေထွက်ခဲ့သည်ခင်မမနောက်မှမိမဝဝကြီးသည်ကရုံးမလေးကိုလက်ဆွဲလျက်လိုက်လာခဲ့သည်ကျောင်းနှက်ကလေးကိုပွေထားသောအရေးပိုင်ကြောနှင့်အခြားကြောများလည်းနောက်ဆုံးကထွက်လိုက်လာကြသည်အိမ်ရှိစင်ဝင်အောက်ရှိကားထဲသို့မဝင်ခင်ခင်မမသည်ကြောမကလေးကိုအရင်တင်ပေးရန်မျက်ရည်ပြလိုက်သည်တက်ကားပေါ်တက်ကားကြီးစီးပြီးဟိုစည်းမှမုတ်သွားဝယ်ပြီးမှတက်လီကားကြီးထဲမဝင်သဖြင့်မျက်လုံးများပြူကအတံမထွက်ပဲရုတ်တရက်အကြောက်ကယုံရင်မိမကြီးဤပေါင်တန်းကိုတအားဖတ်ထွယ်ထားပုံကိုဝိုင်းကြည့်ကြလျက်ဝါကနေရေးကြလေသည်မိမဝဝကြီးကပခုံးကလေးနှစ်ဖက်ကနေလက်နဲ့စုပ်မလိုက်ပြီးကားထဲသို့ထိုးသွင်းလိုက်ခါဂျိုင်းကနေတကားကြီးကိုပိတ်ပစ်လိုက်မှဝါကနေငိုတန်ထွက်ပေါ်လာသည်ခင်မမသည်ပြုံး၍ရှေ့မှဒရိုက်ဘာဘေးတွင်ဝင်ထိုင်လိုက်ခါတကားကိုပိတ်လျက်ကားမထွက်ခင်အားလုံးလက်ပြ၍ရွှင်ပြုံနှုတ်ဆက်ခဲ့သည်နင့်နာမည်ဘသူလဲပြောစမ်းခင်မမသည်အိတ်ခမ်းထဲ၌အဝတ်အစားများလဲဖဲကအညောင်းဆက်ရန်ကတင်ပေါ်သို့ပြစ်လဲလိုက်ပြီးမှအပြင်ကန်းတွင်တရွှတ်ရွှတ်ငိုးနေသောကလေးမလေးကိုအခန်းထဲသို့ခေါ်သွင်းလျက်စစ်ဆေးကြည့်၏ပြောလီမေးနေတာငါဘယ်ရောက်နေပါလေဟုအသိဉာဏ်ဖြင့်မစင်စားနိုင်သေးပဲမှန်ကားကြီးထဲတွင်တကားအလုံးပိန်မောင်းလာ၍တေလူမျောပါကြောက်လန့်သွားသည့်အချိန်မှာကောင်းကောင်းမပြေတတ်သေးသဖြင့်ရုတ်တရက်မပြေနိုင်သေးပဲရှိုက်၍ငိုလေသည်ဒီနာတိုးခဲ့စမ်းအမိန်ပေးသောအတန်သည်ပြင်းထန်လာသဖြင့်တကိုယ်လုံးတုံသွားကကြောက်ရွံ့ဖြင့်ကတင်နာသို့တိုးကပ်လာသည်မေးနေတာပြောလေနာမည်မေးနေတာပြောနေ့နာမည်ဘသူလဲညက်စီပါညက်စီကလေးမလေးကနောက်တစ်ချိန်ထပ်ပြောမှန
နားထဲတွင်တဲခွဲသွားလျက်ခင်မမသည်ညက်စီအမလီဟဲဟုအလန်တကြားပင်အော်လိုက်ခါမျက်နာကြီးရှုပ်နေ၏မွေးနေ့ပါတီကပြန်လာတော့မိုက်ကယ်နှင့်လီလီတို့သည်အခန်းထဲသို့ပြေးဝင်လာကြသည်မမီဟုအော်ခေါ်လာသောအတန်များကဆူညံသွားသည်မိုက်ကယ်သည်ဖနက်မချုပ်ပဲကတင်ပေါ်သို့ခုန်တက်လာ၍ခင်မမကထပြီးလှမ်းဆဲလိုက်သည်လီလီသည်ကတင်တိုင်ကိုကိုင်းကမျက်စိအားခြေစုံကောင်းပြထူးထူးဆန်းဆန်းကြည့်လိုက်၏မျက်စိသည်လီလီ၏ခေါင်းပေါ်၌ခွေလိန်နေသောစပင်နှင့်နှုတ်ခမ်းနီပါးနီခြေဆိုးထားသောမျက်နှာကိုပြုဆိုင်ကြည့်နေသဖြင့်မနစ်မြုပ်သလိုနှုတ်ခမ်းလေးဆူပြလိုက်ခါမမီသူကဘာတူလဲဟုမေးလိုက်သည်မိုက်ကယ်သည်ခင်မမကြောကိုပိုးစီးထားလိုက်ခါလက်ပင်အိတ်လောက်အောင်ဖတ်ထားသဖြင့်လက်ပြုတ်အောင်ကြိုးစား၍မနှဲဖြုတ်နေရင်သမီးတို့ခိုင်းဖို့ဝဲလာတာဟုဆိုလိုက်သည်မိုက်ကယ်သည်မျက်စိအားကြည့်လျက်မျက်နှာရှုပ်၍တတခိုင်းဖို့ရောမဝဲလာဘူးလားဟုခင်မမကြောကိုလက်သီးစုံနှင့်တပုံးပုံးထူပြောလေသည်အတူတူပေါ့သားရဲ့အတူတူခိုင်းကြပေါ့ဟုအထုခံရင်ချော့ပြောရလေသည်မမီသူကဘာတူလဲလီလီသည်အထက်လိုက်ကြွဖောင်းကားနေသောခေါင်းဝင်အောက်ပိုင်းကိုပင့်လှန်၍ကတင်ပေါ်သို့ထိုင်ကြကခြေတော်ကလေးများလှုပ်ရမ်းကစိတ်ဝင်တစားစစ်ဆေးမေးမြန်းနေ၏ဘေးကမှန်ဘေးသိမလဲဟဲ့နင်ဘယ်မှာမွေးတယ်လဲခင်မမမေးနေလေမေးပင်မျက်စိမှာမေးတာကိုနားလေတယ်လို့ရှိတော့လေဘယ်မှာမွေးမှန်းမသိတဲ့ဖြင့်ကြောင်တောင်ကြီးပင်ကြည့်နေသည်နင့်ကိုမွေးတဲ့နေရာနင်မသိဘူးလားမျက်စိသည်ခင်မမအားကြည့်၍ခေါင်းခါလိုက်သည်လီလီနှင့်မိုက်ကယ်သည်ပြိုင်တူယူလိုက်ကြသည်မျက်စိသည်မျက်နှာညှိုးသွားကမိုက်ကယ်အားမျက်စောင်းထိုး၍ကြည့်လျက်မိုက်ကယ်၏မျက်နှာပေါက်ဆူဆူနှင့်လက်သီးကိုမြင်လိုက်ရ၍ခြာကနေမျက်လုံးကိုရုပ်သိမ်းပစ်လိုက်သည်မမီသူ့အဖေရောအမေရောမရှိဘူးလားခင်မမသည်လီလီ၏ခေါင်းဝင်နောက်ကျောမှကျဲစီများကိုလှမ်းဖြုတ်ပေးနေရမှနင့်အဖေအမေမေးနေတယ်ပြောလေဟုငေါ့ပြောလိုက်သည်မျက်စိသည်မိုက်ကဲ့ကိုမကြည့်တော့ပဲလီလီနှင့်ခင်မမကိုသာတလှည့်စီကြည့်လျက်နေ၏မေးတာပြောလေလီလီကအော်ငေါ့လိုက်သည်မျက်စိသည်လီလီကိုမျက်စောင်းထိုးလျက်စီမံမှန်းသလိုနှုတ်ခမ်းများလှုပ်နေ၏မိုက်ကဲနှင့်လီလီသည်မျက်စိပုံမှန်ကိုကြည့်ကစိတ်ဆိုးနေမှန်းသိကြသဖြင့်ပိုး၍စိတ်ဝင်စားကမမီမေးတာမပြောဘူးဟုပြိုင်တူတိုင်တန်းကြသည်ခင်မမသည်ကတင်ပေါ်မှထ၍လီလီ၏ခေါင်းဝင်းကိုအထက်သို့လှန်ချွတ်ယူလျက်မျက်စိဘက်သို့လှည့်ကမေးတာပြောဟုထပ်အော်လိုက်သည်မျက်စိသည်မျက်နှာပုတ်ပုတ်ဖြင့်မိသူကိုမျှမကြည့်ပဲကျန်းကိုသာစိုက်ကြည့်ကမဖြေပဲနေသည်ခင်မမသည်အာကလာတဲ့ကောင်းမလေးပါလားဟုထောင်းကနေဖြစ်သွားကမျက်စိရှင်း၌ခါထောက်ကြည့်လိုက်၏မျက်စိပါတော့ဖျန်းပထမဆုံးအချိန်ခင်မမ၏လက်ဝါးတန်ဖြစ်၏မျက်စိ၏နာမည်ကိုကြား၍လီလီသည်တခက်ခက်ရည်နေလေသည်မိုက်ကယ်လည်းလိုက်ရည်သည်ဖြန်းကနေအတန်ထွက်လျင်အရည်ရက်သွားကမျက်စိအားစိုက်ကြည့်နေကြပြန်၏မျက်စိသည်အတန်ထွက်အောင်အော်ငိုလိုက်သည်ဖြန်းဤအချိန်တွင်သုံးချက်ဖြစ်သွားသည်ထိုသုံးချက်သည်မျက်စိအားနောက်ထပ်အတန်မထွက်ဝင်တော့ချေတိတ်ကောင်းကောင်းပြောနေ့အဖေအမေဘာတူလဲမျက်စိသည်ရှိုက်လျက်မသိဘူးဟုဆိုလေသည်ဖေဖေမေမေမသိဘူးဆိုတော့အဖေမှာလီလီနှင့်မိုက်ကဲ့အဖို့ရည်စရာကောင်းလာ၏အားရပါရကြီးကြသည်မမီအယူမလေးနော်သူ့အဖေအမေသူမသိဘူးအယူမလေးဟုပြောကြ၏နောက်တစ်ခါမင်းတို့မှမဖြေပဲကတ်နေရင်ဟောဒီမှာကြည့်ထားခင်မမသည်သူ၏မို့ဖောင်းတုတ်ခိုင်နေသောလက်ဝါးကိုထောင်ပြသဖြင့်မျက်စိသည်မျက်လုံးကလေးပိကလပ်ဖြင့်ကြည့်လျက်ရှိုက်နေသည်မျက်စိသည်သူ၏ဇာတိကိုပြောပြတတ်ဖို့နေသာသူ့မိဘများကိုပင်မိသူမိဝမသိရိုးအမှန်ဖြစ်၏သိကျင်စိတ်လည်းမဖြစ်မိပေလူမှန်သိတတ်စာအဖိုးကြီးတယောက်နဲ့အတူနေခဲ့ဘူးသည်ဘဝကိုလည်းပြန်လဲ၍တတိယကျင်သည့်အခါမှတတိယလေသည်အဖိုးကြီးရုပ်ကိုလည်းကောင်းကောင်းမမှတ်မိတော့ဇဝေဇဝါမှတ်မိသည်ထို့နောက်အမေကြီးတယောက်နှင့်မိန်းမကြီးတယောက်ကိုသာသိသည်အမေကြီးမှာဝါးချမ်းပြားနှင့်အယိုးထအောင်နေ့တိုင်းရိုက်တတ်သည်မိန်းမကြီးကခေါင်းကိုတွေ့ကြရနှင့်ခောက်တက်လျက်အရှိုးထင်အောင်တော့အရိုက်မခံခဲ့ရချေနောက်ဆုံးထိုမိန်းမကြီးနှင့်နေခဲ့ရသည်ကိုသာကောင်းကောင်းမှတ်မိတော့သည်ထိုမိန်းမကြီးသည်မိမိအား6လမွေးထားပြီးငွေ30နဲ့ရောင်းစားလိုက်ပုံကိုခခနန်းနာမသိလိုက်မိမိကိုခေါ်သွားသည်
ငွေဆက်ကိုယူလိုက်သည်ကားထဲထည့်လိုက်သည်ဒါလောက်တည်သောအတီးကလေးသည်လည်းနောင်ကာလကြာမြင့်ခဲ့လျင်တီးကျင်မှတီးတော်လိမ့်မည်မျက်စိမှာလီလီနှင့်မိုက်ကယ်ကိုမုန်းသွားလေသည်ခင်မမကိုကြောက်သွားသည်ထို့ကြောင့်မိသူနှင့်မျှမျက်နှာချင်းမဆိုင်လို့တော့ပဲအခန်းတွင်ရှိကတင်မှန်တေကုံအဝိပီတို့ပန်ကားစသည့်အရာဝတ္ထုပစ္စည်းများကိုကြီးကဲတောင်းမှရှောက်ကြည့်နေလျက်တစ်ချက်သာရှိုက်တန်ထွက်နေ၏လီလီသူ့ကိုဒေါ်တောင်းရင်စီခေါ်သွားမိဖို့ထဲမှာထားလိုက်ပက်ကီရောပက်ကီမိုက်ကယ်သည်ကရင်ပေါ်ကခုန်ချလိုက်ကအခန်းဝသို့ပြေးသွားလျက်ပက်ကီဟုတန်ကုန်ဟင်း၍ခေါ်လေသည်အမွေးစုံပါဖြင့်ဖုလုံခွေးကလေးသည်အခန်းထဲသို့ပြေးဝင်လာသည်မိုက်ကယ်သည်ကုတ်ကညှစ်၍မယူလိုက်ပြီးကရင်ပေါ်သို့လှမ်းပစ်တင်လိုက်သည်ဟဲ့တီတော့မှာပဲခင်မမှာမျက်လုံးမျက်စံပြူးကခွေးကလေးကိုမှုရပေါ်မှသွားကောက်ယူ၍အောက်သို့ချလျက်ပက်ကီဖို့နိုးထမင်းကြိုပေးလို့ဒေါ်တောင်းရင်ကိုပြောလိုက်နော်ဟုမှားလိုက်သည်လီလီသည်မျက်စိအားလာခဲ့ဟုဆိုကရှေ့ကအရင်ထွက်သွားလေသည်မျက်စိသည်ခွေးကလေးကိုမျက်စိကျနေကနှစ်သက်စွာဖြင့်လက်ကြီးနဲ့လိုက်သွားလေသည်ဒေါ်တောင်းရင်သည်ခင်မတို့ပြန်ရောက်၍တကားဖွင့်ပေးကြတဲ့ကမျက်စိကိုစပင်မွေးဆူသွားလေသည်လီလီနှင့်မျက်စိတို့မိဖို့ထဲသို့ဝင်လာကြလေဒီလောက်ဟာလေးများဘာဖြစ်လို့ခေါ်လာရလဲမသိပါဘူးတော့ဟုစီး၍ဟောက်လိုက်သည်မျက်စိသည်လူဖြစ်လာကြတဲ့ကဘဒုမျက်နှာသားဘေးမှမခံခဲ့ရဘူးပြီမျက်စောင်းတံကိုရင်ပါနေကခံနိုင်ရရှိပြီးသားဖြစ်သည်ဒီပုံထဲရှိထင်းပုံသားတွေထိုင်ချကဒေါ်တောင်းရင်ကိုသာငေးကြည့်နေ၏ဒေါ်တောင်းရင်မှာလက်မအားအောင်အလုတ်များနေသည်ညစာအတွက်မြောင်ကမန်းကနန်းလောက်ကင်နေရသည်မိဖို့ပေါ်မှဟင်းအိုးနှံ့သည်မျက်စိအားဒုက္ခပေးနေသည်မျက်စိသည်ဟင်းနှံ့ဖြင့်တရေယုံနေကပါဇက်တပြင်းပြင်းလုံးလျက်ငတ်မွတ်စားလောင်နေလေ၏ခင်မသည်အလှပြင်ကပြီးသွားပြီမောင်တော်ပြန်လာချိန်နီးပြီမို့စီးကြိုရတော့မည်လီလီနဲ့မိုက်ကယ်တို့ကိုလည်းရေမိုးချိုးပေးထားပြီးပြီမောင်ပြန်လာလေတအိမ်လုံးရှင်းနေမှလှနေမှကြိုက်သည်အလှပြင်ပြီးအမြင်မတော်တာကလေးတွေရှောက်သိမ်းနေရသည်အပြင်ဘက်တွင်မှောင်ကျ၍လာကြပြီအိမ်နီးတစ်ဝိုက်ခြံများမှာထွန်းထားသောမိလက်လက်ကိုလှမ်းမြင်နေရသည်ခင်မသည်ပြရင်းပေါက်တွင်ရက်ခါလမ်းဘက်သို့မျှော်လေသည်သို့သောကျေပွင့်များကပြမိုင်းနှက်မောင်သောကောင်းကင်တစ်ခွင်လုံးတွင်တစ်ဖြက်ဖြက်တောက်နေကြသည်လောက်ပါအောင်ဘုံမှုကြော်ရဲ့မိဖို့ထဲမှပြေးထွက်လာသောဒေါ်တောင်းရင်သည်ခင်မအနီးတစ်ဝိုက်သို့မရောက်ခင်အဝေးကြီးကအော်ပြောရင်းပြေးထွက်လာသည်ခင်မသည်တထိတ်ထိတ်ခုန်သွားသောရင်ဖြင့်ဒေါ်တောင်းရင်ဘက်သို့လှည့်ကအိုးဘာဖြစ်တာလဲဟုမေးလျက်ခေါင်းကိုကြီးသွားလေသည်ဟိုကောင်းမလေးရဲ့ခေါ်မရတော့ဘူးတက်နေတယ်ခင်မသည်မိဖို့ထဲသို့ပြေးဝင်သွားလေသည်လီလီနှင့်မိုက်ကယ်တို့လည်းအနောက်မှလိုက်ပြီးပြေးဝင်သွားကြသည်မျက်စိမှာထင်းပုံကိုအားပြု၍မိကမျက်လုံးများပြူးထွက်အောင်ကြက်နေလျက်ရင်ထဲမှအင်းဟူသာမချိမဆန်အတန်ထွက်နေ၏ဘလို့ဖြစ်တာလဲဘလို့ဖြစ်တာလဲခင်မသည်ဘာလို့ရမလဲမသိအောင်စိတ်ရှုပ်သွားသည်အနာစာနဲ့ဟာကိုအဝယ်မားလာပြီဟုအကြီးအကျယ်စိတ်ပြတ်သွားမိကဖြစ်နိုင်လျင်ယခုပင်ပြန်ပို့လိုက်ခြင်းတော်သည်ခင်မသည်တောက်တစ်ချက်ခောက်လျက်ဘလို့လုပ်ရမလဲဟုဒေါ်တောင်းရင်ဘက်သို့လှည့်မိလိုက်သည်ကျမချက်နေတာဘေးကနေစားတယ်ထမင်းပေးစားပါလို့တပူပူတောင်းနေလို့မနက်ကကျန်းတဲ့ထမင်းကျန်းတွေစလုံးလေးထည့်ပြီးငပိကြော်တွေပုံပေးလိုက်တယ်တစ်စက်လုံးလုံးပြအောင်စားပြီးအဲ့ဒါလို့ခေါ်မရပြုတ်မရအင်းနဲ့ဖြစ်နေတာပဲခင်မသည်ခါထောက်၍ရက်ကြည့်နေရမှဒေါ်တောင်းရင်ကိုတလက်ဒေါသအယောင်များထွက်လာသောမျက်လုံးများဖြင့်စိမ့်ကြည့်လိုက်ကမျက်စိနားသို့သွားပြီးခြေထောက်နှင့်ကြောက်ကခေါ်လိုက်သည်မျက်စိမချီမဆက်ဝေဒနာခံစားနေရသောမျက်စိသည်မထူးနိုင်မဲအင်းဟူသာအော်မြည်နေသည်ရှင်နဲ့ဇလုံးနဲ့ထမင်းတွေဘလောက်များထည့်ပေးလိုက်သလဲတက်နေတာမဟုတ်ဘူးရှင်စပိုးနေတာသိရလားမျက်နှာထားဆူဆူဖြင့်အော်ပြီးစိမ်မောင်ပြောဆိုခြင်းကြောင့်ဒေါ်တောင်းရင်မှနေစရာမရှိအောင်ဖြစ်သွားကဘုံမှုကြော်ရဲ့စားတယ်ဆိုလို့ကျွေးမိတာပါဟုတုံရင်တောင်းမှန်ရင်အငတ်မာလေးတေတာအေးတယ်ဟုစိတ်ထဲကကြိမ်ဆဲလိုက်သည်သူ့ပါဇက်ထဲလက်ညှိုးထိုးသွင်းပြီးနှိုက်အမ်းမှဖြစ်မှာလီလီနှင့်မိုက်ကယ်သည်ဒေါ်တောင်းရင်ဤလက်ကိုမျက်တောင်မခတ်ကြည့်နေကြသည်လက်ညှိုးတစ်ချောင်းထုတ်၍မျက်နာနီးသို့ကတ်သွားသောဒေါ်တောင်းရင်ဤလက်ညှိုးမှာ6လုံးပြူးတဲ့နက်ကိုချိန်လျက်အနားကတ်သွားသည့်ပုံတံလိုကလေးနှစ်ယောက်စလုံးရင်ဖိုနေကြသည်
ဒေါ်တောင်းရင်မှာနောက်ဖွေးအိုးကိုသွန်စည်းဖို့ရဝင်မလေးတော့လေမျက်စိပါဇက်ထဲလက်ထိုးနိုင်ရနှလုံးနာမိသည်ဟာဆိုဟာလက်တစ်ဖက်ကမျက်စိပခုံးကိုခတ်ကြမ်းလှုပ်ကတစ်ဖက်လက်ညှိုးကချိန်လျက်အတင်းဟာခိုင်း၏မျက်စိသည်ရှေတိုးနောက်ငယ်လှုပ်လျက်မူး၍လာပြီးပါဇက်ကိုဟာပေးလိုက်သည်အာကောင်ထဲတွင်ကလိကလိထိုးနိုင်ပေးနေစဉ်မျက်စိ၏လေချောင်းထဲကထွက်လာသောအတန်များသည်ခင်မမတို့အသေးခိုက်အောင်ရကြည့်သွားလေသည်မျက်စိ၏ခေါင်းသည်ဒေါ်တောင်းရင်၏လက်ထဲ၌ဆက်ငင်လွတ်နေလျက်ရွှေသည်ချွေးပေါက်များကျလာကဘွက်ခနဲထိုးအံလိုက်သည်ဒေါ်တောင်းရင်သည်အံဘက်တွေဆင်းလာ၍နောက်သို့ခုန်လိုက်ခါဘိုက်တာမလေးဟုအတန်ထွက်သွားလေသည်မျက်စိမှာစားသလောက်စားရတာနဲ့မကာမိကြသူအားတယောက်တခွန်ဝိုင်း၍ဆဲဆူကျိမ်းမောင်းနေတဲ့အတန်များမှာနားပင်ပူနေတော့သည်မျက်စိတစ်ကိုယ်လုံးတွင်သုံးလမြအချိန်ကာလအတွင်းမှာအမှတ်မျိုးမျိုးထင်ခဲ့လေပြီဖနှောက်ရလက်ဝါးရတနခါတော့တပြက်စီအမျိုးပေါင်းစုံလာပေသည်၎င်းတို့အနက်ပကံနှင့်ခုတ်ထားသည့်မိုက်ကယ်၏လက်ချက်မှာနှစ်ဘူးတွင်လက်တဆစ်ခတ်အမာရွတ်ထင်နေသည်လီလီစိတ်ထားသောလက်သေးရတို့ကတကူလုံးအနှံ့အပြားဖြစ်သည်လီလီတို့စော့နေချိန်တွင်မျက်စိမှာဝင်ပါခြင်း၍စော့ကျင်လာတော့သည်ခင်မခိုင်းထားသည့်နောက်တုံမရခိုင်းထားသည့်အလုပ်ကိုပြထားပြစ်ခဲ့ရာဝင်စော့နေသဖြင့်ခင်မရိုက်ပေါင်းလဲဖန်တရားတည်နေပြီမောင်နှမနှစ်ယောက်တင့်မြတ်ကြနေရင်မျက်စိအနားတို့ပင်မကတ်ဝင်ရဲ့အနားကပ်သွားလျင်ထိုးရိုက်စိတ်လွတ်လိုက်ကြသည်မောင်နှမနှစ်ယောက်ကစားရင်းရန်ဖြစ်၍ကွဲသွားမှတစ်ဖက်ဖက်မှအစားတိုးဝင်ကစားခွင့်ရတော့သည်ထို့ကြောင့်သူကစားခြင်းလျင်မောင်နှမနှစ်ယောက်ရန်ဖြစ်ခြင်းကိုစောင့်နေရတော့သည်မျက်စိသည်ရန်မဖြစ်ကြသေးလျင်လည်းရန်ဖြစ်အောင်လို့လှုပ်ပေးခြင်းစိတ်များပေါ်လာသည်မျက်စိ၏အသိဉာဏ်များကခင်မအောချလာရအောင်တိုးတက်လာခဲ့သည်နှုတ်စီဘူးကိုခိုးစားလျင်ရမှန်းသိတတ်လာသည်မုတ်တက်တာခိုးစားရမှန်းနားလေလာ၏နောက်ဆုံးပက်ကီဤခွက်ထဲကကော်ဖီရေပင်လစ်လျင်ယူတောက်လိုက်တတ်တော်သည်မျက်စိဤအလုတ်ကနက်နက်အိယာကထားအဝိစုပ်ကလေးတစ်ခုဖြင့်သူ့အရက်နှင့်မိသည့်နေရာတိုင်းကိုဖုံတော့ရ၏စလုံးကလေးတွင်ရေးထဲကအဝိပိုင်းစားဖြင့်ကျန်းကိုတစ်ချောင်းချင်းစီပုတ်တိုက်ရသည်ပြီးလျင်တနခါတုံးကိုကန်၍တော်ဟုမပြောမချင်းတွေးနေရ၏သူနှင့်ဆိုင်သောအလုပ်များမှာဖုံတုပ်ကျန်းတိုင်တနခါသွေးမမေရရလို့ဆိုညာလေဖုံတုပ်နေစဉ်မျက်စိဖနှက်ပေးမျက်စိရေတစ်ခွက်ဟုလီလီနှင့်မိုက်ကယ်တို့ကြောင်းမသွားခင်ခေါ်ခိုင်းသမျှများကိုထလုပ်ပေးနေရသည်ဖနှက်စည်းနေစဉ်မျက်စိဟုခင်မတကြောခေါ်တန်ကိုကြားလျင်ရှေ့မောက်သို့ပြေးသွားမှတတရာရတော်မူဖြစ်သည်ဖြင့်ဖနှက်ကိုအပီးမစည်းပြီးခဲ့၍ပိတ်ကန်ခြင်းကိုခံလိုက်ရကခေါ်တန်ကြားရသို့အမြတ်ရအောင်ပြေးပြီးထားသွားရသည်ခေါ်နေတာမကြဘူးလားဟုစီးငောက်၍ကိုဖနှက်ကျိုးစီးနေလို့ပါဟုရှောက်လဲချက်ပေးသည့်တိုင်နောက်ကိုငါခေါ်ရင်ချက်ချင်းလာခဲ့မှတ်ထားဟုပြောကမှတ်မိအောင်ဗိုက်ကြောကိုဆွဲထားသည်ဖြင့်မှတ်မိပါပြီဟုလက်မလွတ်မချင်းတွန့်လိန်ကောက်ဝေးလျက်ပြောနေတော့သည်မျက်စိ၏ဥနောက်ထဲတွင်ဆွဆွဲမြဲမြဲမှတ်သားထားသောအချက်များကအိမ်ရှိလူကြီးကလေးအားလုံးထဲတွင်ဘသူကနနာရိုက်သည်ဘသူထက်လက်ပြင်းသည်ပြုတ်သည်များကိုအသေးဆွဲအောင်ခွဲခြားမှတ်ထားတော့သည်ရောက်စာတွင်လူကြီးများကအိမ်ရှိမှနောက်ဖွေးသို့တခုခုယူစရာဆေးလွတ်လျင်နောက်ဖွေးသို့မရောက်ခင်လီလီတို့ကကြားဖြတ်၍ခိုင်းသမျှအလုပ်များကိုတွားလုပ်ပေးနေသည်မလုပ်ဘဲဆင်ကျင်ပေးပါကရိုက်နှက်သည်ကိုသိ၍အနာမခံခြင်းသဖြင့်သူတို့ခိုင်းတာလုပ်ပြီးမှလူကြီးခိုင်းသမျှကိုတွားလုပ်ပေးရတွင်ကြာနေရပါမလားဆိုပြီးတော့အသေးအလဲအချခံရပြန်၏မျက်စိသည်ထိုအမတ်တညာများကိုရရှိပြီးနောက်အသေးအလဲအချခံရမည်သူခိုင်းလျင်ကြားတဲ့ကဘသူဖြက်ခိုင်းလုတ်မပေးဘဲနေကမလုတ်ပေးရသဖြင့်တယောက်တစ်ချက်ရိုက်ပုတ်ကြသည်ကိုအသာတကြီးလက်ခံသွားတော်သည်အသေးအလဲချမိသူကခိုင်းသည့်အလုပ်ကိုဥထိတ်ထား၍လှုပ်တက်လေသည်မျက်စိမှာတနေရာတွင်ကြာထိုင်နေရသည်လို့မရှိပေအိမ်ထဲတွင်ဟိုကညက်စီဒီကညက်စီဖြင့်တခေါ်တခိုင်းနေခိုင်းနေကြသည်တောက်ဖြင့်ဖေမချနိုင်ရှောက်သွားလှုပ်ပေးနေရသည်နက်နက်စောမိဖို့ကြောင့်ထဲတွင်ထမင်းချက်မိမကြီးပြီးသောတံပကံပြားနှင့်ထမင်းချမ်းစီစမ်းစားရသည့်အချိန်
မနက်စာညစာစားရသည့်အချိန်ထိုအချိန်လောက်သာစိတ်အေးလက်အေးစိတ်ချလက်ချကောင်းကောင်းထိုင်ချ၍စားနိုင်သည့်အချိန်ဖြစ်သည်တကူလုံးမောဟိုင်နွမ်းနယ်လှသဖြင့်ခြေကုန်လက်ပန်းကျသွားသောအချိန်ကမီးထွန်းချိန်ဖြစ်သည်မျက်စိသည်ညမီးထွန်းချိန်ကငိုင်မီး၍လာသည်ထိုအချိန်တွင်အရိုက်ခံရတော့သည်အလုတ်ပေးထား၍ထိုင်နေလင်လဲငိုင်နေ၏မြင်သူတိုင်း၏အရိုက်ကိုခံရသည်ဟိုနားဒီနာခိုင်း၍ရှောက်သွားလင်လဲမတ်တက်ငိုက်၍ရှောက်သွားတတ်သဖြင့်တွေ့သူတိုင်းကရိုက်ပြလိုက်ကြသည်လီလီနှင့်မိုက်ကယ်တို့မအိမ်မချင်းညစ်စီလည်းမအိပ်ရတယောက်ချင်းစီတိုင်းကိုကုတ်ပြီးနေရသည်ကုတ်နေတော့ငိုင်းမိလျင်ထပြီးတော့နှိပ်ဆက်ကြသည်ညက်စီဆိုလျင်တအိမ်လုံးရိုက်ချင်လွန်၍လက်ရားနေကြသည်ညက်စီအပြစ်အနာစာပြောရမည်ဆိုလျင်မရေမတွက်နိုင်အောင်များလွန်၍မမောနိုင်မပန်းနိုင်ပြောကျင်လွန်ကြသည်ခင်မမရှင်းထားတာကိုလီလီဖွားမိလျင်ညက်စီကိုလွှဲချလိုက်သည်ဒေါ်တောင်းရင်ပကံခွဲမိလျင်ညက်စီအားလွှဲချလိုက်သည်ရေဒီယိုခလုတ်ကိုဖြတ်မိ၍မိုက်ကယ်သည်ညက်စီကိုလွှဲချသည်ခင်မမသည်မောင်တော်အချိန်နှင့်ပြန်မရောက်၍မျက်နာပုတ်တိုးကအလဲလွန်အမူးလွန်ရမှပြန်လာပြီးအမျိုးမျိုးအဖုံဖုံချော့မော့လျက်မျက်နာရွှင်ပြကြည့်နေသွားလျင်စောစောကမျက်နာပုတ်တိုးနေရခြင်းသည်ပင်မောင်ကြောင့်မဟုတ်တော့ပဲမျက်စိကြောင့်ပါဟုလွှဲချပုံချတတ်သည့်အခြေအနေသို့ရောက်မှန်းမသိရောက်လာကြတော့သည်ဒီကောင်မလေးကခင်ကိုတိတ်ဆိတ်စင်းရဲအောင်လုပ်တာပဲခင်လဲမောလာပါပြီမောင်ရဲ့မောင်ကိုစိတ်ဆိုးလို့မဟုတ်ပါဘူးခင်စိတ်ညစ်လို့ပါဟုဆိုလိုက်သည်နဲ့တပြိုင်နက်မောင်သည်ဒေါသပုံထလာကြသည်ခင်ကအမောမခံပါနဲ့လို့မောင်ပြောနေတာနေမကောင်းဖြစ်သွားရင်ဘယ်နဲ့လုပ်ပါမလဲဟုစိုးရိမ်ကြီးစွာယူရနှစ်သိမ့်ရင်တကောင်တလွဲကြောအိပ်ပျော်နေကြသောညက်စီကိုနှိုးကခင်မမအတွက်နာကြီးလျက်ကြပြတလဲချက်ချင်းအေးယူပြလိုက်သည်ဒီလိုအချိန်မျိုးတွင်တော့မူမူယူယူရိုက်နေသောစစ်ဘိုလ်ဤရှေ့မောက်၌တရေနိုးကြောကော်နေရတော့၏ညက်စီသည်အိမ်တွင်မရှိသောပစ္စည်းတစ်ခုကဲ့သို့အဖက်ဖက်၌အသုံးဝင်လာသည်စကူစုံများပြစ်ထည့်ရာအမိုက်ချင်းတောင်ကလေးကဲ့သို့အားလုံး၏အပြစ်များကိုစုပုံပြရာအမိုက်ပုံးတစ်ဖွဲအသုံးချနိုင်ကြသည်လူသားလျင်ညက်စီဖြစ်နေ၍အိမ်ထဲ၌သူများမထမ်းနိုင်သောတာဝန်များကိုတဦးတည်းခေါင်းနှင့်ရွက်ခါထမ်းထားရသည်မင်းကတော်များအိမ်လာလျင်ညက်စီမှာအရေးပါသောအေယာမညက်စီဖြစ်လေညက်စီအကြောင်းကိုမင်းကတော်များမပြေအောင်တခမ်းတနာကြီးပြောပြဧည့်ခံနိုင်သည်ဗီဇကိုကဖျောက်လို့မရဘူးဘယ်လိုရိုက်ဘလောက်တီတီသူ့အကျင့်ဆိုးတွေကမပြောက်ဘူးခင်မာသာမောပြီးယူနေပါရီတုံးလာတယ်လက်အန်သာသေးပါရောသူ့မှာတော့တဲချင်မရှိတဲ့အတိုင်းပဲမင်းကတော့ပဲစဉ်းစားကြည့်ပြည့်ရမှာလဲအခက်မွေးရမှာလဲအခက်အကုသို့ဖြစ်လိုက်တာလေတခါတလေတော့လေဒီကောင်မလေးမွေးထားမိတာမွေဝေးကိုကပိုက်ပိုက်ထားသလားအောက်မရတယ်ခင်မို့လို့နော်ဒီလက်တောက်လာဟာမလေးကိုမွေးထားဖို့စိတ်ရှည်ပါတယ်ဟုနားထောင်နေသောမင်းကတော်များကချီးကျူးလိုက်သည်မျက်စိသည်လိုအပ်လျင်ခိုင်းရအောင်လို့ဧည့်သည်များအပား၌ဒူးတုံရီထိုင်ကစောင့်နေသဖြင့်သူ့အကြောင်းကိုသူနားထောင်နေရသည်သူ့အကြောင်းကိုသူကြားရတိုင်းအကောင့်တစ်ခုမှမပါခြင်းတခါတရံသူ့အကြောင်းမကောင်းကြောင်ပြောနေခြင်းကိုနားထောင်နေရင်အိတ်ချင်လာမိသည်တခါတလေလဲသူ့အကြောင်းကိုသူမကြပဲလက်ပြကောင်းကလေးများငှက်ကလေးများဒါမှမဟုတ်ရေဒီယိုတွေကတချင်းစကေလုံးများကိုခေါင်းထဲသို့တောင်ကရောက်လာမြောက်ကရောက်လာသဖြင့်ထွေးလုံးရစ်ပတ်နေကြသည်လီလီဝတ်သောခေါင်းဝင်းအစုပ်ကလေးများကိုဝစ်ကြည့်ခြင်းသည့်စိတ်များပေါ်လာလျင်ထိုနည်းအဖို့ညက်စီသည်ခေါင်းဝင်းအင်ကြီးအစုပ်ကလေးများကိုတကိုင်ကိုင်ကြည့်နေသဖြင့်လူလစ်လျင်မှန်ရှိ၌ကိုနှင့်ကြပြကြရကက်ကြီးကအားရခြင်းနဲ့နေတော့သည်ခင်မမသည်ညက်စီကိုရှင်မီအင်ကြီးတလိုင်းပေါက်တရက်တဲ့အင်ကြီးနှင့်လုံကြီးတစ်ထည်ကိုပေးထား၏ကတုံးနှင့်စံတို့သည်အစီကံမလေးတို့များ၏အင်္ဂါတရက်ပင်မဟုတ်ပါလားကတုံးစံတို့တရက်ထဲတလိုင်းပေါက်အစင်မရှိသောထမိန်တိုးနှံ့တို့သည်အစီကံ၏ရုပ်လက္ခဏာနှင့်ညီညွတ်ပေသည်လီလီနှင့်မိုက်ကယ်တို့စားတာတောက်တာဝတ်ပုံစားပုံကိုညက်စီအဖို့တထောင်တနေရာကနေနေ၍နေ့စဉ်မြင်နေရသဖြင့်အားကြစိမ်များတခါတရံဝင်လာမိသည်လီလီတို့ကော်ဖီတောက်နေလဲတောက်ချင်လာသည်ချောကလက်စားနေလဲစားချင်လာပြန်သည်စားခြင်းမှုတောက်ခြင်းမှုလှခြင်းမှုကြောင့်မစားရ၍ခိုးစားသည်ခိုးတောက်သည်ခိုးလှခြင်းမိရာထို့အပြစ်များသည်တကိုယ်လုံး၌အဖို့အပိန်းများထားရလောက်အောင်အကန့်အကြောက်ခံရယုံသားမကားအကျင့်မကောင်းဘူးဟူသောမှတ်ပုံတင်စိတ်ပါကပ်ပေးမိသားဖြစ်လေ၏
ဒေါ်တောင်းရင်ကနေဒီမှာနေရတာပြောရလားဟုတီတိုမီမျက်စီသည်အိတ်ခမ်းထဲကရေဒီယိုအတန်ကိုပဝင်ကြနေခိုင်းတိတ်ပြောတာပဲဟုဖြေသည်တခါတလေမျက်စီသည်အချိန်မဟုတ်သောညနေခင်းတွင်လူမရှိဘူးအထင်နဲ့ရေဒီယိုခဏကိုဖွင့်နေသည်ဖြန်းကနေအတန်နဲ့အတူလက်တစ်ဖက်ကအချိန်ပြင်းစွာပါပေါ်သို့ကျလာကပဲ့ကြလျင်ပဲ့ကြလူမတက်ရဲရဲနေအောင်ရောင်သွားလေသည်ထိုတန်ရာမျိုးကိုမျက်စီသည်အမှတ်မရနိုင်ရေဒီယိုမှမြန်မာနိုင်ငံတော်အတန်လွှင့်ဌာန23 44 လှိုင်းလက်314မီတာများမှဟူ၍ရေဒီယိုအတန်ကြားလိုက်လျင်မျက်ရည်များတိတ်သွားလျက်ဖျောင်းနိုင်ထီသောမိကဲ့သို့အရေးပျော်သွားလေသည် Good night daddy Good morning daddy စသဖြင့်အိယာဝဲအိယာထလီလီတို့ရဲ့ပြောနေကြအင်္ဂလိပ်စကားသံများကိုအလွန်တရာနားညှိမိသည်မျက်စိနှင့်သွေးသားရင်းချလိုချစ်ခင်သောအဖော်မှာပကီပင်ဖြစ်လေသည်ညင်ပန်းနှိမ့်ဆက်မှုကိုခံရသောပကီသည်မျက်စိပေါမော်တွင်တက်၍ထိုင်ကငြိမ်လျက်ဒဏ်ရာများကိုခံစားနေလေသည်မျက်စိ၏လက်ကလေးဖြစ်သော၎င်းတားကလေးဖြစ်သော၎င်းပုတ်တက်ယူရပေးခြင်းဖြင့်အနာတတရာရသည်ကိုနားလည်ထားသောပကီသည်မိုက်ကဲလက်ချက်ဖြင့်နာကျင်တိုင်းမျက်စိစီသို့ပြေးလာတတ်သည်မျက်စိထမင်းစားနေကိုင်ပကီသည်မိဖို့ထဲသို့ပြေးဝင်လာသည်မျက်စိအားထမင်းကောင်းကောင်းစားခွင့်မပေးကုတ်ဖဲ၍ဆော့ကစားနေသည်ဖဲလေတွားနင်းစားပြီးပြီပဲတွားဟုပြောကတွန်းဖန်၍ပြစ်လိုက်တိုင်းလဲပကီသည်မျက်စိအနာကမခွာပဲပုတ်တိပုတ်တက်လုံနေမြဲဖြစ်သည်သူများထက်ကောင်းကောင်းစားနေရပြီးတော့သူများစားလေလားရှုပ်တာပဲတွားမျက်စိသည်ရှုပ်ရမလားဟု၍စိတ်မရှိဖြစ်လာကနှုတ်ကနေတွတ်ရွရင်အတင်းတွန်းဖယ်ပြစ်သည်ပကီကတွန်းဖယ်လိုက်သောနေရာကနေ၍မျက်စိနှင့်မျက်နှာချင်းဆိုင်ထိုင်ကရှာလေးတလန့်ဖြင့်မျက်စိမျက်နှာကိုအငေးသားလေးထိုင်ကြည့်နေသည်မျက်စိသည်စတန်ပကံထဲကထမင်းများကိုပလုတ်ပလောင်သွင်းစားနေရင်ပကီမျောကြည့်ပုံကိုညှို့မကြနိုင်ဖြစ်လာလေသည်မျက်စိကအနောက်ဘက်သို့လှည့်၍တစ်ချက်ကြည့်လိုက်ပြီးနောက်တန်ပကံပြားတွေကထမင်းစုပ်ကိုပကီရှိသို့ချပုံပေးလိုက်ခါယော့မြန်စားဟုဆိုလိုက်၏မိဖို့ထဲသို့ခြေပြားထောက်၍ဝင်လာသောလီလီသည်ခြေပြားထောက်၍ပြန်လည်ထွက်သွားသည်တဖန်ခြေပြားထောက်၍ပြန်ဝင်လာကသူ့ရဲ့နောက်ကခင်မမပါခြေပြားထောက်လျက်သားပါလာသည်ခင်မမကမိတို့လှုပ်ပလိုက်မှန်သူ့ကိုယ်သူနောက်မှတည်သည်မျက်စိသည်ကြောကကန်လိုက်သောဖနှောက်ထန်ကြောင့်တန်ပကံများပေါ်သို့မှောက်လျက်ကျသွားလေရာနှစ်တယ်မှသွေးများပန်းထွက်လာလေသည်တပေါက်မှလေးကြည်စမ်းငပိတွေငရုတ်သီးတွေနဲ့နေထားတဲ့ထမင်းကိုပက်ကီကိုချကြွေတယ်ဒါကြောင့်ပက်ကီကဝမ်းပြက်နေတာနောက်တစ်ခါနင်းစားတဲ့အစားအစာတွေကျွေးအောင်မလားဟဲ့ကျွေးအောင်မလားဟဲ့မျက်စိသည်ဆက်လက်၍အရှိကြီးစဲဆူစစ်ဆေးနေတာကိုနားမထောင်လို့ပြီဒီလိုကျွေးလျင်ဘာဖြစ်မလဲလို့တွက်ပြီးသားဖြစ်သည်သူ့ဤဘဝပြဿနာကိုဘာမှမသိတော့လေမျက်စိကပက်ကီရဲ့ဘဝကိုရိတ်စားမိပြီးသားဖြစ်သွားသည်ရရှိလိုက်သောဒဏ်ရာတန်ကြပ်များကခါတိုင်းဒီနေရာမှာကြဒီနေရာတွင်ပျောက်သွားပေမယ့်ယခုနေရလိုက်သောဒဏ်ရာသည်နာကြီးသည်ထက်စိတ်နာကြီးချက်ကဖျောက်၍မရဖြစ်သွားသည်မျက်စိသည်ပက်ကီကိုကြည့်၍မရအောင်ဖြစ်သွားလေသည်ပကီနှင့်အတူပလူးချင်စိတ်ကလေးကိုခန်းသွားသည်သူ့ဘဝနှင့်မတူသောပကီကိုမြင်လျင်အဝေးကနေရှောင်ကျဉ်လာသည်ပကီကိုယူယူရရပိုက်ထွေး၍ခင်မမတန်းရှာပုံကိုတထောင်ကနေလှမ်းမြင်လျင်မျက်စိဤရင်မှခုန်နေ၍အသက်ရှူပင်မမှန်တော့ပေကြားရလားငါပြောတာပြန်လာရင်အကုန်ပြီးပါစေပကီကိုလည်းရေချိုးပေးလိုက်နင့်နဲ့တဲ့ကအနာကိုလည်းနန်းတွင်းတိတ်ထားအိတ်ရှိတကားတွေလည်းပိတ်ထားမျက်စိသည်ညှိုးငယ်စွာဖြင့်ခင်မမမျက်နှာကိုတွေ့တွေ့ကလေးကြည့်နေ၏တနင်္ဂနွေနေ့တိုင်းရွှေတကုံဖျားကိုတားမိသားဖ၄ယောက်ဖျားဖို့သွားကြသည်တနင်္ဂနွေနေ့ရောက်တိုင်းမျက်စိသည်ပကီနှင့်လွတ်လပ်စွာအားရပါရကစားနေကြမည်ဖြစ်သည်ယခုတစ်ချိန်တော့ပကီနှင့်နေရခဲ့ရမှာကိုဝမ်းမသာနိုင်ပဲသူတို့နှင့်အတူခေါ်သွားစေခြင်းသောစိတ်ဖြင့်ပကီနှင့်ကြံရစ်ခဲ့ရတာကိုစိတ်ရှုပ်သွားသည်ကားမထောက်ခင်မိုက်ကယ်ကလက်သီးပြသွားသည်လီလီကရှာထုတ်၍ပြောင်းသွားသည်ခါတိုင်းဆိုလျင်ပြုံပြုံကြီးငေးကြည့်ကြံရစ်ခဲ့တော်လဲယခုတခါမျက်မှောင်ကျုံ၍ကြည့်ကကြံရစ်နေခဲ့သည်ဟဲ့ညက်စီအပြင်ကအလုပ်တွေအကုန်ပြီးအောင်လုပ်ထားနော်ငါတော့ချက်ရမယ်ခွေးနဲ့လဲကမီးမနေနဲ့ကြားလာကောင်မဒေါ်တောင်းရင်ဤပြောစကားသည်ညက်စီဤနားတဲ့သို့တလုံးမှမဝင်ကြအိမ်ဤအရှိတောင်ဘက်ကတက်တဲ့မြကြားရသောဆိုင်းတံပုံတံများကိုနားဆိုင်၍ထောင်နေလေသည်ဒေါ်တောင်းရင်သည်မိဖို့တဲသို့ရောက်သွားလျင်
ညစီကစိတ်ထားသောတကားကိုအသာတွန်း၍ပြေးဆင်းသွားလေသည်ခြံတော့တနေရာတွင်ရက်၍လမ်းမကြီးတွင်လွင့်လာသောဆိုင်းတံများကိုနားဆွင့်ကခြံတကားကိုပြေးဖွင့်၍ခြံကြီးကနေရက်ခါလမ်းမကြီးဘက်သို့မျှော်ကြည့်နေလေသည်ဆိုင်းတံများမှာနီးနီးကပ်ကပ်မကြားရသေးသဖြင့်အဝေးကနေလာသေးသည်ကိုသိနေရသည်ညစီကအားမလို့အားမရဖြင့်အတန်လာရာစီကိုလှမ်းမြော်ကြည့်ရင်ညာဘက်လမ်းကျိုးကလေးအတိုင်းလမ်းမကြီးပေါ်သို့တလန်းပြီးတလန်းတိုးသွားနေလေသည်ဆိုင်းတံများတဖြည်းဖြည်းကပ်လာသဖြင့်လမ်းမပေါ်သို့သွားကရဲကြည့်ခြင်းသည့်စိတ်များပေါ်ပေါက်လာသည်အမတ်မထင်အနောက်သို့တစ်ချက်လှည့်ကြည့်လိုက်သည်ဘက်ကီကညက်စီနောက်မှထက်ချက်မကွာပြေးလိုက်လာသည်ညက်စီကလမ်းမပေါ်မှာတုံရက်လိုက်လျက်အန်ကျိတ်ခါဘက်ကီအနားသို့ရောက်လာအောင်စောင့်စားနေသည်သွားလေသွားပြန်နေငါနောက်ကိုမလိုက်ခဲနဲ့ပြောတာမရဘူးလားညက်စီသည်အိမ်တို့ပြန်ရန်ဘက်ကီကိုမောင်းလွတ်နေသည်လမ်းမပေါ်ကဆိုင်းတံများကိုကတ်တဲ့ကဲ့၍မမြင်လိုက်ရပဲလွတ်သွားမှာကိုစိုးသဖြင့်ဘလို့လုံးရမလဲမသိအောင်ကြံရမရဖြစ်နေချိန်တွင်အနားမှာရှိတဲ့အုံနေကဲကြီးကိုကုန်းကောက်လိုက်ခါသွားနော်သွားဆိုသွားငါပေါက်လိုက်ရမှဘက်ကီသည်အုံနေကဲနှင့်ရွေထားသောညက်စီကိုကြည့်ကရဲရဲကြီးအနားသို့တိုးကပ်လာသည်ညက်စီကသူ၏မျက်လုံးများကိုမှိတ်လျက်အုံနေကဲကိုရွေကတအားလွယ်မြောက်လိုက်ရာအချိန်လုံးပြီးနှစ်ထင်ကအနာကိုတိုက်မိသွားသည်အုံနေကဲနှင့်အနာကိုခိုက်မိသွားသဖြင့်အသက်တွင်မမေ့နိုင်အောင်လို့ဆူရှာနာကျင်သောဝေဒနာကိုခံစားလိုက်ရသည်ညစီကနာလွန်၍မျက်ရည်များကျလာသည်အုံနေကဲကြီးလက်ကမချသေးပဲပက်ကီကိုနှာခေါင်းရှုံ၍ကြည့်လိုက်သည်ပက်ကီသည်အရင်ကဘလူးပလဲခဲ့သောအခြေအနေမျိုးအတိုင်းရှားကလေးတလေးတလေးဖြင့်မော်ကြီးကသူ့ရဲ့ဦးခေါင်းနှင့်ညစီရဲ့ခြေထောက်များကိုတိုးဝေနေသည်ညစီကငုံ၍ကြည့်ရင်အုံနေကဲနှင့်ထူလိုက်လျင်ပက်ကီနာသွားမိဝေဒနာကိုတွေးမိသွားလေသည်ဘာစိတ်ပေါက်သွားမှန်းလည်းမသိပက်ကီကထုရန်ရွေထားသောအုံနေကဲကြီးကိုလမ်းမပေါ်သို့ဘုံကနေမိအောင်လွှတ်ချပလိုက်သည်ပက်ကီကဝုန်းဝုန်းနဲ့ဟောင်ကဖုံးကနေအတန်ကိုကြောက်လန့်အားဖြင့်လှည့်ပြေးသွားလေသည်ညစီသည်ပက်ကီကိုကြည့်နေရမှလမ်းမကြီးဘက်သို့ပြေးထွက်လာခဲ့သည်ကလားပိုင်စကုတ်လှဲ့သောမော်တော်ကားကိုသာအနောက်ပိုင်းကတီတီကလေးမြင်လိုက်ရပြီးဘေးမှာချိတ်ဆွဲထားတဲ့အယုတ်များကိုကောင်းစွာမမြင်လိုက်ရပြီညစီကကားနောင်မီကိုသာငေး၍ကြည့်နေ၏နက်နက်စောစောအေးရကန်ပေါင်းမှမြင့်တက်လာသောနေလုံးသည်သူ၏နေအောင်ကြီးဖြင့်ဖြာလျက်ဖြော့ဖြော့ကလေးအလင်းအောင်လန့်နေ၏ဖြာလင်းသောကောင်းကင်ကြီး၏အမိုးကဲ့သို့အရေးပြီးကအမိုးအောက်၌တည်သည်တဖြူးဖြူးပြန့်နေလေသည်ညစီကမော်တော်ကားကွယ်သွားလျင်သူ့မျက်စိနှင့်တဲ့နေသောနေလုံးကြီးကိုငေးကြည့်လျက်အာရင်တင်များပြေးလာလေသည်တအုံနှွေးနှွေးဖြင့်နွမ်း၍ပင်ပန်းနေသောအသေးနှလုံးတို့ကလေငင်းကလေးတဖြူးဖြူးဖြင့်အာရင်တင်များရရှိလာသည်မျက်စိကတဘာဝ၏ထွေးပတ်ယူရမှုဖြင့်ကြည်လင်လန်းဆန်းလာလေသည်ဤအိမ်သို့ရောက်မှအိမ်ပြင်လမ်းမပေါ်သို့မတ်တရက်ထွက်ကြည့်ရသည်မှာရှေးဥစွာသောအကျဉ်းဖြစ်သည်တောင်ဘက်မှကြီးကိုမျက်စိဆွေဆောင်၍ကြည်လိုက်မိသည်လမ်းမပေါ်၌လူသွားလူလာနေပါနေသည်တောင်ဘက်၌တာယာလှပသောခြံကလေးများနှင့်အိမ်ကလေးများရှိနေသည်မြောက်ဘက်မှာတဲပုတ်ကလေးများနှင့်တဲတွင်၌ကလေးငိုတန်တက်တက်များကိုတိုးတိုးလေးကြားလိုက်ရသည်အတွေးစာများနှင့်ငယ်ငယ်ကနေခဲ့ရသောတဲကလေးလိုထင်းအောင်ထင်မှအောင်းဝင်းမိလေသည်နေအောင်ကြီးတဲတွင်တစ်ပင်ပေါ်မှတစ်ရွက်များကလည်းတစ်ပင်ပေါ်မှထွက်လက်စတစ်ရွက်နုနုများသည်အညွန့်တဝေဝေဝင်းပါနေကြသည်သူမသိနိုင်သောလွတ်လပ်ရေး၏အရာသာကိုပတ်ဝန်းကျင်ကသူ့ကိုသိအောင်ဖန်တီးထားပေးသည်ဘယ်နေရာကိုကြည့်ကြည့်ရေနှင့်အသက်ဆေးထားတဲ့ကဲ့သို့ဖြူစင်တန့်စင်နေလေသည်ကျဲပြန့်၍မျက်စိသစုံရှိသောလမ်းမကြီးကိုမျောငေး၍စိုက်ကြည့်နေသည်မျက်စိရေမျက်စိဆိုင်တံမှာနီးနီးကပ်ကပ်မကြားရသည်အဝေးကသာလာနေသေးသည်ရုတ်တရက်နားရဲကိုမိမှုထိုးသလိုပူဝင်သွားကထို့နောက်အိမ်ဘက်သို့လှမ်းမြော်ကြည့်လိုက်သည်ဒေါ်တောင်းရင်သည်ခြံတကားဝါကမဟုတ်ပဲအိမ်တကားဝါကနေခေါ်နေမှန်သူသည်မျက်စိသည်အိမ်ကိုလှမ်းကြည့်၍လမ်းမကြီးကိုလည်းတလှည့်ပြန်ကြည့်သည်ဘာလို့ရမှန်းမသိဖြစ်နေသည်အိမ်ပြန်ရင်တော့မုတ်ချအရိုက်ခံရတော့မည်စောစောစီစီလည်းအရိုက်မခံခြင်းစောစောစီစီလည်းမငိုခြင်းစောစောကခေါ်တန်သည်အိမ်ဝါကမဟုတ်ဘဲခြံထဲကထွက်ပေါ်လာပြန်သည်နောက်ဆုံးခေါ်တန်မှာသူနှင့်နီးကပ်တယ်လို့ထင်ရသည်မျက်စိသည်သူ့ကတုံးလေးကိုလက်ဝါးဖြင့်အုပ်၍မကြမ်းတမ်းမစီတမ်းဖြစ်နေကတခုတည်းသောအသိဉာဏ်ဖြင့်ဆုံးဖြတ်ချက်ချလိုက်နေသည်ထိုအသည့်ကအတားအဆီးမရှိပိတ်ဆို့မထားသောဖြောင်တန်းရှည်လျားတဲ့မြေပေါ်လမ်းမကြီးပေါ်၌လွတ်လွတ်လပ်လပ်စိတ်ထင်သလိုရှောက်သွားလိုသောဆန္ဒ၏အသည့်ဖြစ်သည်မျက်စိသည်ထ
ထိုလမ်းမကြီးအတိုင်းကစုံချ၍ပြေးသွားလေတော့သည်